အပြောစိတ်မကုန်အပေါ်ဆုံးနေရလေစကားလာဆုံးတော့မကုန်တဲ့လို့မိတ်ဆွေတော်ငါဟာတော်ကြီးတနဲ့ပေါ်ပြခဲ့တယ်ရကြဖို့မယ်မို့တော့ခါတင်ရမလဲငါပကားတော်သူချိမ့်ရသိရအမေရာပြဆိုင်လာခဲ့အဝဲတကြီးရှောင်းလို့လေဒီရီတီကိုလွယ်ပြောက်လို့ဘဝကလေးတစ်ထောက်ကိုရောက်လာခဲ့ရဲ့ဝေအပြောစိတ်မကုန်အပေါ်ဆုံးနေရလေစကားလာဆုံးတော့မကုန်ခဲ့လို့မိတ်ဆွေတော်ကဟာတော်ကြီးတနဲ့ပေါ်ပြခဲ့တယ်ညစာဖို့မယ်မို့တော့ခါတင်ရမလဲသပကားတော်သူရှိမ့်ရသိရအမေရာပြဆိုင်တော့ကေအဝဲတကြီးရှောင်းလို့လေဒီရီတီကိုလွယ်ပြောက်လို့ဘဝကလေးတစ်ထောက်ကိုရောက်လာခဲ့ရဲ့ဝေဘဝမေမေအနေမပြာခေါ်ကအရှင်ရဆာကိုလေငါတို့မပြောရမှုပိုင်ရောပါလို့နေသားတို့ပိုင်ရောစောဘဝမေမေအနေမပြာခေါ်ကအရှင်ရဆာကိုလေခရီးတစ်ထောက်ကိုရောက်လာခဲ့ရဲ့ဝေအမောင်ယူအပါယူဥပါခလိုက်လို့ဥခမတ်တဆောပြေလာဝေရောမူစီတီမေလို့ငိုကြည့်လေအပေါ်ရှိလိမေလေသိပါပြေမဲ့ပါပြေလို့နောင်တတစားရှိဝါပပရစ်ဆောင်အောင်ဆုံးအမအပေါင်းသောရှိုက်ကိုအပရိုက်ဖူရာရောမေမေနေမပြာခေါ်ကအရှင်ရဆာမူလေငါတို့မပြောရမှုပိုင်ရောပါလို့နေသားတို့ပိုင်ရောဆောင်ဘဝမေမေအနေမပြာခေါ်ကအရှင်ရဆာမူလေမဲ့ကိုလေးမစောမရောအဝေးတငယ်ရှောင်းလို့လေဒီရီတီကိုလွယ်မြောက်လို့ဘဝကလေးတစ်ထောက်ကိုရောက်လာခဲ့ပြီ
ခလိုက်လို့ဘုခမတ်တဆောပြေလာဝဲရောမူစီတီမေလို့ငိုကြည့်လေအပေါ်ရှိလိမေလေသိပါပြေမဲ့ပါပြေလို့နောင်နာတလားရှိဝါပပရိသောအောင်ဆုံးခမအပေါင်းသောအရှိုက်ကိုအပရိုက်ကိုသရာ